မင်္ဂလာပါရှင်2026ခုနှစ်ဧပြီလဟာတောက်ကြသားသမီးတွေအတွက်တော့ကိုယ်စိတ်နဲ့ကိုပြန်လည်တိုက်ပွဲဝင်ရမယ်လားလို့ဆိုရမှာပါအပြင်ပန်းထက်အတွင်းစိတ်ပိုင်းဆိုင်ရာရုပ်ကံရမှုတွေရှိနေနိုင်လို့ဘလို့တွေတတိထားရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီလအစမှာအရရရှိနေပါလျက်နဲ့တခုခုလိုနေသလိုစိတ်မချမ်းမြေ့သလိုခံစားရတတ်ပါတယ်ကိုယ့်ရဲ့ဆန္ဒတွေကအယမ်းများနေပြီးတော့လက်တွေနဲ့မကိုက်ညီတာမျိုးဖြစ်တယ်လို့စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားပေးပါရှင်အချစ်ရင်းနဲ့လူမှုရေးမှာတော့နားလည်မှုလွဲတာအထူးတတိထားရပါမယ်ချစ်သူဒါမှမဟုတ်အိမ်အောင်ဘက်နဲ့စကားမှားပြီးတော့လမ်းခွဲရတဲ့အထိဖြစ်သွားနိုင်ပါတယ်အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့တောင်မှအဆင်မပြေဖြစ်တယ်လို့စကားပြောရင်ဆင်ခြင်ပြပါနော်တကြံကာလအတွင်းမှာအရေးကြီးတဲ့အဆုံးဖြတ်ချက်တစ်ခုချရပါလိမ့်မယ်အဲ့ဒီအခါမှာစိတ်ခံစားမှုတဲ့လက်တွေ့ကြကြမျှမျှတတဆုံးဖြတ်ဖို့တော့လိုပါတယ်အမွေကိစ္စစာချုပ်ကိစ္စတွေရှိရင်တော့တင်ဘက်ကမှန်ကန်အောင်လုပ်ထားရင်တော့အနိုင်ရပါလိမ့်မယ်ဒါကတည်င်းကောင်းပါပဲအရင်လတွေကငွေကြေးအကျပ်တဲဖြစ်ခဲ့ရင်ဒီလမှာအဲ့ဒီအပူတွေငြိမ်းသွားပါလိမ့်မယ်ငွေဝင်လန်းတွေပြန်ပွင့်လာပြီးတော့အကူအညီပေးမဲ့သူတွေလည်းပေါ်လာပါလိမ့်မယ်အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေလည်းအလုပ်အကိုင်ခွင့်လန်းတစ်တွေရရှိမဲ့ကာလပါရှင်တင့်ကိုဆောက်ရှောက်နေတဲ့နမင်းကြီးတွေကလည်းကိုမပိတ်လောင်ထားပါနဲ့လို့လမ်းညွှန်နေပါတယ်တကယ်တော့အခက်အခဲတွေကအယမ်းမကြီးပေမဲ့တင့်ရဲ့အတွေးတွေကတင့်ကိုပိတ်လောင်ထားတယ်လို့ဖြစ်နေတာပါအမှန်တရားကိုရဲရဲရင်ဆိုင်လိုက်လို့ရှိရင်အနောင်ဘွဲ့တွေကနေလွတ်မြောက်သွားမှာပါရှင်။တောက်ကြသားသမီးတွေအတွက်အချင်းချင်းအကြံပြုချက်လေးတွေကတော့စီးပွားရေးမှာဆိုလို့ရှိရင်ပြန်လည်ဥမော့လာပါမယ်။အခွင့်အရေးကိုရဲရဲဆုပ်ကိုင်လိုက်ပါ။အခြေရေးမှာဆိုလို့ရှိရင်တော့အစင်မပြေမှုတွေရှိနိုင်လို့အပြောအဆိုဆင်ခြင်ပေးပါ။ကျမကြီးမှာဆိုလို့ရှိရင်မျက်စိနာတာနဲ့ကောက်လိုက်တာမျိုးတွေဖြစ်တတ်လို့အပူဒဏ်ကိုရှောင်ပေးပါ။ဆောင်ရန်အနေနဲ့ကတော့အပြာရောင်ဒါမှမဟုတ်အစိမ်းနှူရောင်ဝတ်ဆင်မှာဒါကတင်ရဲ့စိတ်ကိုအေးမြစေပါလိမ့်မယ်။ရှောင်ရန်အနေနဲ့ကတော့သူတစ်ပါးကိစ္စတွေမှာကြားဝင်တာမျိုးတွေအထူးရှောင်ခြင်းပေးပါ။ကံမွေးစေဖို့အတွက်တောက်ချန်နေမှာဖျားကိုတောက်တော်ရည်တီးတန်22ခွက်ကလူပါ။အညံ့နေပြောက်စေဖို့အတွက်နှင်းစီပန်းအဖြူ22ပွင့်ကိုလှူဒန်းပြီးတော့စူတောင်းပေးပါ။တကြံအတန်ဒီမှာတကြီးရွယ်အိုအမျိုးသမီးတွေကိုစေဝါဒါမှမဟုတ်ရက်တောင်ဒါနပြုပေးခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာပိတ်လောင်မှုတွေကနေလွတ်မြောက်ပြီးတော့ကံပွင့်စေပါတယ်ရှင်။တောက်ကြသားသမီးတွေအားလုံးစိတ်အေးချမ်းသာပြီးတော့ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။